ရေးပေါ်ကားမရိုက်ဘူးပြောရရင်ကျွန်တော်တို့ရုပ်ရှင်လောကမှာမြန်မာပေါ်ကားတွေရိုက်တယ်ဆိုပြီးတော့ဝေဖန်ကြပြောကြဆိုကြတာတွေကြားရတော့ကျွန်တော်ကနိုင်ငံရေးနဲ့ပါရှင်ပြီးတော့စဉ်းစားမိတယ်တကယ်တော့ပြောရင်ရုပ်ရှင်ကကျွန်တော်နဲ့အင်မတန်ရင်းနှီးတဲ့အတိုင်းဝိုင်းပါဒါကျွန်တော်မွေးတဲ့လိပ်စာကို၌က249ဘိုးချုပ်လမ်းဆိုတာအဲ့ဒီမှာဒါကျွန်တော်ဘာကြီးတွေကလောကနိဗ္ဗာန်ရုပ်ရှင်ကုမ္ပဏီထူထောင်ပြီးတော့အဲ့ဒီချိန်ကဒါရွှေဘတို့ကျော်ဆွေတို့ခစ်ပေါ့အဲ့နောက်ပိုင်းမှာလည်းဒါကျွန်တော်မြန်မာတဝန်းခွဲဆိုရင်နာမည်ကြီးရုပ်ရှင်မင်းသမီးတစ်ယောက်ပါအဲ့တော့နောက်ပိုင်း88ပြတော့လဲကျွန်တော်ဒါရုပ်ရှင် channel မှာပဲစားရင်တောက်ရင်လုပ်ပြီးတော့နေခဲ့ကြတော့ကြိုက်ကူးရေးတွေတီးဖြတ်တာတွေအားလုံးကကျွန်တော်မျက်စိအောင်ပါတယ်ပဲအဲ့တော့ဒီပေါ်ကားတွေနဲ့ပတ်သက်ပြီးတော့လူတွေကဝေဖန်ကြတဲ့အခါကျတော့ကျွန်တော်တို့ပြောပြတယ်အဲ့တော့ရုပ်ရှင်တိုင်းဝိုင်းကလည်းဘာပြန်ပြောလဲဆိုတော့ကျွန်တော်တို့မှာရိုက်ကူးရေးစရိတ်ထုတ်လုပ်ရေးစရိတ်တွေနဲ့ကာမိအောင်အဲ့တော့ပရိသတ်ရဲ့ level အတိုင်းပဲရိုက်ရဆိုလိုတာကတော့ပရိသတ်ကနေလို့ရုပ်ရှင်ကလည်းပရိသတ်အကြိုက်ပေါ်ကားတွေရိုက်နေရပါတယ်လို့ဆိုတဲ့အကြောင်းပြချက်ကိုကျွန်တော်တို့သိခဲ့ရတယ်အဲ့တော့နိုင်ငံရေးလောကမှာလည်းကြည့်တဲ့အခါကျတော့လူကြိုက်များအောင်လိုက်လုပ်တဲ့ကိစ္စပေါ့အဲ့တော့ကျွန်တော်ကရုပ်ရှင်အခေါ်အဝေါ်နဲ့ပြောရရင်နိုင်ငံရေးပေါ်ကားတွေလို့ကျွန်တော်ကမြင်တယ်တကယ်ကရုပ်ရှင်မှာလည်းကျွန်တော်တို့ပရိသတ်ကဒီလောက်နှိမ့်တာမဟုတ်ဘူးဟလာဟောလိဝုဒ်ရုပ်ရှင်တွေဒါဘောလိဝုဒ်အိန္ဒိယရုပ်ရှင်တွေကိုရီးယားဇလန်တွေတခြားမဲ့ကြည့်ကြပါတယ်ကြိုက်ကြပါတယ်အဲ့တော့အဲ့ဒါကိုပရိသတ်ကနှိမ့်လို့ဆိုပြီးတော့ပရိသတ်ကိုစွဲတင်ဖို့မကြိုးစားပဲနဲ့အဲ့ဒီနှိမ့်တဲ့ပရိသတ် level ပေါ့အကြိုက်ကိုပဲရိုက်နေတဲ့အခါကျတော့ရုပ်ရှင်ကအစင်တန်းတက်မလာတော့ပြောရရင်နိုင်ငံတကာထိုးဖောက်ဖို့ဆိုတော့ဝေးလို့ကျွန်တော်တို့တကယ်ကိုအမှုပညာကိုခုံမြင်မြင်နဲ့ကြည့်တဲ့သူတွေကို၌ကနိုင်ငံခြားကားတွေကိုပဲကြည့်ကြတယ်ဆိုတာမျိုးတောင်ဖြစ်လာတယ်အဲ့တော့နိုင်ငံရေးလောကမှာလည်းပဲဒါပြောရရင်လူကြိုက်များမဲ့ကိစ္စတွေကိုရှောက်လုပ်တာလွယ်တယ်ကျွန်တော်ကိုယ်တိုင်လည်းသိပါတယ်လုပ်လဲလုပ်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံရေးပရိသတ်ကနေလို့နိုင်ငံရေးပရိသတ်အကြိုက်ပဲလိုက်လုပ်ရမယ်ဆိုတာမျိုးနဲ့ပရိသတ်ကိုစွဲမတင်လဲပရိသတ်ရဲ့အခြေအနေကိုအမျက်ထုတ်တာပေါ့နော်အဲ့ဒါမျိုးတော့ကျွန်တော်မလုပ်ဘူးအဲ့တော့တချို့ကကျွန်တော်ဝေဖန်တယ်ခင်ဗျားပြောနေတဲ့ဟာတွေကဗျာတဲ့ပြောရရင်တိတ်နားမလဲကြဘူးလို့ဆိုတော့ကျွန်တော်အတတ်နိုင်ဆုံးအရက်သုံးစကားနဲ့ပြောပါတယ်ဒါပေမဲ့လို့ခုနကလူအများကြိုက်လို့ပြီးရောဆိုတာမျိုးကျွန်တော်မလုပ်ဘူးဥပမာအားဖြင့်စစ်တပ်မုံကြီးရေးပြောရင်လူကြိုက်များတယ်ကျွန်တော်မပြောဘူးအဲ့တော့တခါစစ်တပ်ချစ်တဲ့သူတွေကမချစ်ရကောင်းလားဆိုပြီးတော့ကျွန်တော်တခါတိုက်ခိုက်တာရှိမပြောနိုင်ဘူးကျွန်တော်ကအဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်ဟလာဒီခေတ်တစ်ခေတ်မှာလူကောင်းရှိတယ်လူဆိုးရှိတယ်တချို့ဆိုးတာနဲ့အားလုံးဆိုးတယ်လို့ပြောလို့မရတယ်လို့ဒီဟာကိုဘလို့လက်တွေ့ကြကြပြုပြင်မလဲဆိုတာကိုပြောတဲ့အခါကျတော့စစ်တပ်မုန်းတဲ့လူကလည်းမကြိုက်ဘူးစစ်တပ်ချစ်တဲ့လူကလည်းမကြိုက်ဘူးသို့တော့ကျွန်တော်ကတော့တမတ်ကြတဲ့ခေတ်ဆိုးစနစ်ဆိုးထဲမှာလည်းလူကောင်းတချို့ရှိတယ်ဒီလူတွေဟာတစ်ချိန်မှာဟလာကျွန်တော်တို့နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်ပြန်ပြီးပေါင်းစည်းနိုင်မဲ့ညှော်နှင်းချက်တွေရှိတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပဲကျွန်တော်ဆက်လုပ်ပါတယ်အဲ့တော့နိုင်ငံရေးပေါ်ကားရိုက်တဲ့ကိစ္စဟလာကျွန်တော်တို့ဟိုတုန်းကဟလာကျွန်တော်တို့ဖျောင်းနိုင်ထုံးပြီးအစည်းအဝေးလုပ်ပြတာတို့စပိန်နဲ့ရုံးတက်ပြတာတို့တန်ရှင်းရေးလုပ်ပြတာတို့ဆိုလဲအဲ့ဒါမျိုးနိုင်ငံရေးပေါ်ကားတော့ကျွန်တော်မရိုက်ဘူးကျွန်တော်တို့ကစနစ်ပြောင်းမှုစူးစမ်းနေတာလက်ရှိစနစ်ရဲ့လိုအပ်ချက်အားနည်းချက်တွေကိုထောက်ပြမယ်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသင့်တယ်ဆိုတာတွေကိုကျွန်တော်တို့အကြံပြုမယ်တင်ပြမယ်ပြီးတော့စနစ်ပြောင်းမှသာတည်းဟိုဘက်ကကျွန်တော်တို့ကရလက်အသစ်တွေရလက်အကောင်းတွေထွက်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့်နိုင်ငံရေးပေါ်ကားတော့မရိုက်ဘူးကိုယ်ပရိသတ်ကိုလည်းကိုအထင်သေးအမြင်သေးနဲ့ပေါ်ကားရိုက်တဲ့သရုပ်ဆောင်မျိုးတော့မလုပ်ဘူးလို့ကျွန်တော်ပိုင်းဖြတ်ထားပါတယ်ကျေးဇူးတင်ပါတယ်